Give us this day our daily bread, and forgive us our debts, as we forgive our debtors. And lead us not into temptation, but deliver us from evil. For thine is the kingdom and the power and the In a short prayer before I start. Let's pray. Dear Lord, we have been blessed abundantly throughout this 10 days prayer program. May you continue to anoint us with your Holy Spirit to understand the theme that has taken from Matthew 6:6. When we pray our Father who is in secret. Our Father who sees what is in secret will reward us. In Jesus' name we pray. Amen. The title, let's all read together the title. Are you ready? Go. Do not lead us into temptation. တွေးဆောင်ခြင်းသို့မပို့ဆောင်ပါနဲ့။နောက်ခုနဆိုရတဲ့ချင်းတိုင်းပဲဒီဖျားသခင်ရဲ့စတောင်းပတနာကိုဒီတစ်ပတ်လုံးကြားသွားခဲ့ပြီ။ဒီနေ့ the title ကကျတော့ Do not lead us into temptation. Key text ကဘာမှတွေ့နိုင်လဲဆိုတော့ James 1:13 God cannot be tempted by evil, nor does he himself tempt anyone. မြန်မာလိုဖတ်ကြည့်အောင်တွေ့ရတယ်။ Okay တွေ့မယ်ဆိုကျွန်မနဲ့အတူဖတ်လို့ရတယ်။ယာကုပ်ပိုင်း1:7မကောင်းဘူးဒီကြောင့်ခင်အားသေဆောင်နိုင်တာထို့ပြင်ကိုယ်တော်တိုင်တဲ့သူများစုံစမ်းသေဆောင်တော်မူဖျားသခင်ဟာဆိုလို့ရှိရင်အမှန်တကယ်သေဆောင်ခြင်းတို့ကိုပို့ဆောင်နေသလားလို့တွေးမိတာပေါ့တခါလေကြာရင်စုံစမ်းမှုချက်ချင်းနဲ့လာတဲ့အခါကျရင် why me စဉ်းစားကြည့်ပါဖျားသခင်ကတကယ်သွေးဆောင်ခြင်းကိုပို့ဆောင်နေတယ်ဖျားသခင်ကသက်ရှင်မှုဖြစ်တယ်ချစ်ချင်းမြတ်တာဖြစ်တယ်အဘယ်သူမှမစုံစမ်းငါတို့ဒီကိုတွေးဆောင်ဖြစ်တယ်ဖျားကဘယ်တော့မှတို့ကိုတွေးဆောင်တခင်ယေရှုရဲ့တောင်းပန်မှာဘာပြောထားလဲဆိုတော့ကျွန်တော်တို့ကိုစုံစမ်းပြေးဆောင်ခြင်းလို့မပုတ်
တွေးမိတူတော်မူတယ်ဘုရားသခင်ဒီကျွန်ုပ်တို့ကအပြစ်တို့သွေးဆောင်ပြီးသခင်ယေရှုကဆိုလို့ကျွန်ုပ်တို့ကိုထိုနေရာသို့ကျွန်ုပ်တို့မပို့ရင်ဘုရားသခင်ကိုကျွန်ုပ်တို့ကတောင်းပန်ရခြင်းဖြစ်တယ်ဒီတရားဝချက်မှာပြောထားလဲဆိုတော့ Greek ဘာသာနဲ့ကြည့်မယ်ဆိုလို့ရှိရင် espero ဘာကိုဆိုလိုတာလဲဆိုတော့ပို့ဆောင်ဘာကိုပို့ဆောင်လဲတွေးဆောင်ခြင်းလို့မရအောင်တော့ဝေးအောင်နော်လုပ်ပေးတာဖြစ်တယ်ကျွန်တော်တို့ကိုပြင်မဖြစ်ပါနဲ့ထိုနေရာကနေမစွန့်ပစ်ပါနဲ့တွားခွင့်မပြုပါနဲ့စုံစမ်းတွေးဆောင်ခြင်းဆိုလိုပါနောက်တလုံးကို Greek အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် Parison စုံစမ်းတွေးဆောင်ခြင်းစစ်ဆေးခြင်းစမ်းသပ်ခြင်းအခက်အခဲများဖြစ်တယ်ကျွန်တော်တို့ကိုစုံစမ်းခြင်းတို့မပို့ဆောင်ပါနဲ့ကျေးဇူးပြု၍ကျွန်တော်တို့တခုတည်းမစွန့်ထားပါကျွန်တော်တို့ကိုစုံစမ်းပါအကြာကြီးတခုတည်းမစွန့်ထားပါအပြစ်ထဲမှာချော်နေမှာဆိုလို့ဖြစ်တယ်တင်မိခဲ့တဲ့ဖြစ်နေကြနဲ့တင်လိုအပ်ချက်များကိုသိရှိရင်တင်မျက်လုံးများကိုဖွင့်မဖွင့်တမန်ကျမ်းစာကဘယ်လိုပြောတာလဲဗျာဒိတ်ကျမ်းခန်းကြီး3ရဲ့ဆက်ကျွန်မနဲ့သူဖတ်ကြည့်အောင်တင်လို့ဒီစိတ်ရခြင်းစိတ်စီရင်ခြင်းစေရခြင်းမျက်စိကန်းခြင်းအဝတ်ချီစီဖြစ်နေတယ်မသိကြတခါလေကျရင်စဉ်းစားမိဘူးလားကို့အဖြစ်တော့ကိုလုံးဝမမြင်တယ်နော်သူများအဖြစ်ကိုတော့မြင်ကောင်းမြင်လိမ့်မယ်ဒါကိုကျမ်းစာထဲကဒိုးတွေကိုအသိပေးတာဖြစ်တယ်နေမကောင်းမှန်းသိဆရာဝန်ရှိသွားမှမသွားဘူးတခြားဆရာဝန်ရှိသွားမယ်မသိခဲ့ရင်ဘာမှမတတ်ဘူးဒီလိုပဲကျွန်တော်တို့အခြေအနေကိုမြင်ပြီးခါကျွန်တော်တို့မိပုံဖြစ်တယ်ကျွန်တော်တို့ဟာမိမြအဖြစ်ရှိဒီကိုသိရှိနားလဲကျွန်တော်တို့ဒီယေရှုကိုလိုအပ်ကြောင်းသိလာဖြစ်ကြတယ် The Great Controversy page number 471ယေရှုနဲ့အနည်းဆုံးနေထိုင်သူများလူသားမျိုးပိုင်ညံ့ဖျင်းမှုနဲ့အဖြစ်ပြုစရိုက်ကိုအရှင်းလင်းဆုံးဖြစ်တယ်ပိုင်းခြားသိမြင်ကြတယ်၎င်းတို့၏တခုတည်းသောမျှော်လင့်ချက်မှာကားစဉ်တင်ခံပြီးရှင်ပြန်ထမြောက်သောကယ်တင်ရှင်၏ယေရှုတော်ကြောင့်ပါဖြစ်တယ်ကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့ I would like to invite you to read with me Yasmin Cho Julia Sa 30သူတကွာဖတ်ကြည့်ရအောင်စုံစမ်းမှုတစ်ခုဖျားသခင်ပြီးဟေစီကိုမိတို့တောက်ပြန်သိရှိရင်သူဤစရိုင်းနဲ့ယုံကြည်ခြင်းနဲ့နဲ့တော့နဲ့နဲ့မှုများခေါ်ထုတ်ရန်စိတ်ခေါ်မှုတစ်ခုကိုရင်းဆိုင်ရန်ဖျားသခင်ပြင်ပြခဲ့နောက်ကျမ်းချက်မှာပြောထားလဲဆိုတော့တုတ်တန်ကျမ်းခိုင်း19နဲ့တော့ကျေးဇူးပြုရဲ့အတူဖတ်ကြည့်ရအောင်ဖျားသခင်ဒီကျွန်တော်တို့အသက်တာစုံစမ်းမှုများစိတ်ပုံမှုများအသုံးပြု၍ကျွန်တော်တို့ဤဇာယလက္ခဏာကိုပြုပြင်ရန်ကျွန်တော်တို့ဤစိတ်နှလုံးများစစ်မှန်သည့်ရွေးချက်များထုတ်ဖော်ပြသရန်အသုံးပြုရဲ့ very powerfulဒီမှာပြောထားတယ်ကျွန်တော်တို့ရဲ့စိတ်ရလက္ခဏာပြုပြင်စေခြင်းလို့ဖျားရှင်တို့ကိုစုံစမ်းခြင်းအခါတရံလေးတို့ရဲ့စိတ်မှန်တဲ့ရည်ရွယ်ချက်တွေကိုထုတ်ပြနိုင်တယ်ဒီစုံစမ်းခြင်းဟာတို့ရဲ့အသက်တာ
ကြုံလို့ကြုံရတယ်ငယ်သည်ဖြစ်စေအသက်ကြီးသည်ဖြစ်စေကျမတို့တင်မတင်ယူခြင်းစုံစမ်းခြင်းဟာထူနေလိမ့်မယ်တင်ယူပြီးသွားတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါထက်မြင့်မားတဲ့စုံစမ်းခြင်းတို့ကိုပြန်ပြီးပါလိမ့်မယ်အမြဲတော့မဟုတ်ဘူးပဲတစ်ခါတည်းပေါ်လာတတ်ပါတယ်ဒီလိုစုံစမ်းမှုရှိတဲ့အခါကျရင်ကိုကဘယ်ထိသွားနိုင်လဲကိုရဲ့မာနကိုဘယ်ထိချိုးသွားနိုင်လဲချိုးတိတဲ့အပြင်ကိုရရှင်နဲ့ဘယ်လောက်နီးကပ်လာလဲဆိုတော့တစ်ခါတည်းတွေ့မြင်လာတတ်ပါတယ်တစ်ခါတည်းတရားကြတော့လည်းမတွေ့နိုင်ဘူးသို့တော်လည်းပဲဘုရားရှင်ကတို့ကိုမြင်နိုင်ဖို့သူကတိပေးထားတဲ့အတိုင်းတနည်းတစ်ပုံနဲ့မြင်စေပါဆာလန်ကျမ်း16ငယ်နှစ်ကိုအတူတူပြန်ဖတ်ကြည့်ရအောင်ဒါဝိဒ်ကသခင်ကျွန်တော်ကိုစုံစမ်း၍စုံစမ်းတော်မူပါကျွန်တော်၏အသက်ကျွန်တော်၏လုပ်ငန်းများနဲ့ကျွန်တော်၏အတွေ့အကြုံများကိုစမ်းစစ်ပါဆိုပါသူသည်သူ၏တမာတိကိုယုံကြည်ပြီးလူဝတ်ထားသောဖြစ်ထဲကိုကြောက်သွားနိုင်သည့်နေရာများကိုခေါ်ပြရန်ဘုရားသခင်ကိုအလိုရှိရဲ့ကျမတို့အသက်တာစိန်ခေါ်ဘူးလားဘုရားကျမကိုစုံစမ်းခြင်းပေးပါကျမစင်တော့မိသေးပဲတော့ကျမဘဝမှာဘုရားကိုတောင်းဆိုခဲ့ဘူးပေါ့တိုးတော်လည်းပဲဘဝရဲ့နေရာတစ်ခုမှာတော့ကြုံရတောင်းဆိုခြင်းကြောင့်မဟုတ်ဘူးဘုရားကတွင်တင်စင်ခြင်းနဲ့အကြောင်းဖြစ်တယ်တိုးတော်လည်းပဲဒါဝိဒ်ကဆိုလို့ရှိရင်ဘုရားကိုခွင့်တောင်းတယ်သူရှိမှစုံစမ်းနောက်ဆက်ခြင်းပါတို့ဘောဘလို့လဲစဉ်းစားကြည့်နောက်ကျမ်းချက်ကိုဖတ်ကြည့်ရအောင်ပေတရုပထမဆောင်ခန်းလေးငယ်ဆက်လေးအတူတူဝါဖတ်ကြည့်ရအောင်ချစ်သူငယ်ချင်းတို့တဲ့အတွက်ထူးဆန်းတဲ့တစ်ခုဖြစ်နေတယ်လို့မျိုးသိကိုစုံစမ်းဖို့ရောက်လာတယ်ပြင်းထန်တဲ့စုံစမ်းမှုမအောင်အောင်ပါနဲ့အရန်ကောင်းတယ်ဒီကတိကတခါလေကြားလို့ရှိရင်မျောနေတဲ့အချိန်တစ်ချိန်မှာစုံစမ်းခြင်းတွေလာခဲ့တော့ဒီကတိကိုတတိရချင်မှလည်းရမယ်အစားအခါလေးကြားလို့ရှိရင်ဘုရားကိုအဖြစ်မြင်ခြင်းနဲ့အရာတွေပေါ်လာတယ်ကျမအနေနဲ့ဘာအားပေးခြင်းလဲဆိုတော့ရှင်ပေတရုဩဝါဒစာခန်း1ငယ်4ကိုစနစ်4ခန်းကြီး4ငယ်စနစ်ကိုအမြဲတတိယပါအော်စရာပါအထူးဆန်းတစ်ခုလည်းမဟုတ်ဘာကြောင့်လဲဘုရားကတင့်ကိုစမ်းသပ်နိုင်ဖြစ်တယ်ခရိယန်များဟာဆိုလို့ရှိရင်သူတို့ရဲ့ဘဝမှာစုံစမ်းသွေးဆောင်ခြင်းစမ်းသပ်မှုများနဲ့အခက်အခဲများကိုရင်ဆိုင်ရမယ်ဖြစ်ကြောင်းဤကျမ်းချက်မှာအသိပေးထားပါတယ်ခရစ်တော်နောက်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းမှာအမြဲပျော်ရွှင်တယ်လို့မမျှော်လင့်ပါဘူးအခုခေတ်မှာဘာတွေခေတ်စားနေလဲဆိုတော့ positive gospel ဆိုတာအញ្ញခေတ်စားအကောင်းပဲမြင်မယ်အကောင်းပဲတွေးမယ်ဖျားကိုယုံတော်သူတိုင်းအကောင်းပဲဖြစ်လာတယ်လို့တရားဟောဆရာအမြောက်များတွေကဟောပြောကြတယ်ကျမလည်း crazy တစ်ခေါက်ဖြစ်ဘူးလေအဲ့တရားဟောဆရာလည်းစာအုပ်လဲဝယ်တယ်တရားဟောချက်လည်းနားထောင်တယ်ရှိတဲ့အချိန်တိုင်းမှာနားထောင်ခဲ့မကောင်းဘူးကောင်းတယ်တိုးတော်လည်းပဲတခုတည်းရမှာဖျားရှင်ရဲ့နောက်လိုက်တိုင်းခရစ်ယာန်တွေတိုင်းမှာဆိုလို့ရှိရင်စုံစမ်းခြင်းတော့ကိုယ့်ရဲ့ဘဝအသက်တာတစ်ခုမှာဝင်လာပါတယ်ဒီလိုဝင်လာတဲ့အခါဖျားကကိုယ်အမြဲကောင်းချီးပေးတယ်လို့ဒီတရားတွေနားထောင်တဲ့အခါဖျားကိုအမားနဲ့မြင်နိုင်တယ်မြင်သွားမှလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့ဒီ positive gospel တရားကျမတို့တော့နည်းနည်းလေးစုံစာမိစမ်းကြည့်ဘူးလေဆိုတော့နည်းနည်းလေးတတိထားစေချင်เนาะကျမ်းစာမှာခရစ်တော်ရဲ့နောက်လိုက်သားတွေဆိုလို့ရှိရင်အတိတ်သက်ချင်းခံတဲ့ထီတောင်ဖြစ်နိုင်ကို
တတိပေးချင်ပါတယ်ဤစံတော်များဤအဓိကရည်ရွယ်ချက်မှာကျွန်တော်တို့ဤယုံကြည်ခြင်းနဲ့ဇာတ်ကိုစံတက်ရဖြစ်တယ်၎င်းတို့ဒီကျွန်တော်တို့အားတတ်စင်ကျွန်တော်တို့အားကောင်းစေရန်နဲ့ဖျားသခင်ပေါ်ကျွန်တော်တို့ဤမိခိုအားထားမှုကိုပုံမနဲ့ဆိုင်စေရန်ဖြစ်တယ်ကြုံမှုလားတည်ဘဝစုံစမ်းနောက်ဆက်ခြင်းမမျော်လင့်တဲ့လာခဲ့တယ်လာတဲ့အချိန်မှာလာနေတော့မှာတော့အတိမထားမိအချိန်အတိုင်းအတာတစ်ခုမှာပြန်လဲပြီးစဉ်းစားခဲ့ရင်တစ်ချိန်နောက်ထက်ပိုပြီးဖျားနဲ့နီးကပ်လာတယ်တစ်ချိန်နောက်ထက်ပိုပြီးဖျားကိုအားကိုးချင်ပါတယ်တစ်ချိန်နောက်ထက်ပိုပြီးဖျားရဲ့တတိတော်ကိုလုံးဝလက်ဆွဲသွားပြီးအသက်တာမှာသုံးဆွဲချင်တော့တဲ့အထိနော်မကြာခဏသုံးဆွဲချင်တော့တဲ့အထိဖြစ်တတ်ပါတယ်Step to Christ page number 65မှာဘာပြောထားလဲဆိုတော့အတူတူဖတ်ကြည့်ရအောင်ဒီ Ellen White စာကြောင်းလေးမြင်ရတာနည်းနည်းတော့သိပါစုံစမ်းနောက်ဆက်ခြင်းမူများအတွင်အမြင်ရှုထောင့်ကိုကျွန်တော်တို့ရဲ့အဖြစ်ဒုစရိုက်ကိုရှုမြင်ခြင်းသည်ဖွင့်လို့နိုင်တော့အရှင်ထံကျွန်တော်တို့တွန်းအားပေးတယ်ဝိညာဉ်သည်၎င်း၏ညီမဲ့ခြင်းကိုတတိပြုမိကခရစ်တော်ထဲသို့ရောက်ရှိတော်အခါတကောဖြင့်သူ့ကိုသူထုတ်ဖော်ပြသလိမ့်မယ်။အရန်ကောင်းတဲ့တတိနော်ရေးထားတာဖြစ်တယ်။စုံစမ်းနှောက်ယှက်ခြင်းတွေဟာဆိုလို့ရှိရင်တို့အတွေးအမြင်တို့ရဲ့ရှုထောင့်တွေကိုထိမ့်သိမ်းရန်ယုံကြည်သူများကိုအားပေးထားပါခရိယအသက်တာမှာဆိုလို့ရှိရင်တာမန်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းခရိယတို့ပြောလာတာနဲ့တို့ရဲ့အသက်တာမှာဒီစုံစမ်းနှောက်ယှက်မှုမှာစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ဆုံးရှုံးသွားတယ်လို့ယုံမထင်ပါနဲ့It's not moving. Slide on bar. Done. Okay. Sit down. Saမျက်နှာနေရာနဲ့ဆန်မှာပါရေးထားလဲဆိုတော့ကျွန်တော်တို့ကြီးမားသောယံသူပြီးဖျားသခင်နဲ့ဝေးရတယ်ဝေးရှောင်ရန်အဆက်မပြတ်ရှောင်ခွင့်နေပါကျွန်တော်တို့ဒီဖျားသခင်နဲ့ခွဲခွာရင်အဖြစ်သေးလို့ချော်သွားလိမ့်မယ်ကိုသူသိတယ်သူကကျွန်တော်တို့ရဲ့အားနည်းချက်ကိုမြဲရှာရဲတွေ့တာနဲ့တပြိုင်နက်ဒုက္ခကိုရောနဲ့မနီးကပ်နေပြီသူ့နောက်ပါတော့မှာဆိုတာတေချာရဆိုတာသူသိလို့ဒုက္ခကိုမြဲစောင့်ကြည့်နေပါOkay, going to over us out, can you take a minute second to Patia? The king stood down with Hana, now some of my Yeshua, the golden on way, Lumicheko, Pompoya, Josani. General, it could be though, Yoni, Chema, the king Yeshua and Yeshina, Tippy. General night, the king Yeshua, Bedo Apama, where Pama was in Bonji Dota, Bonji Dota. မျော်လင့်ခြင်းပြီးတော့တင်တို့အထက်၌ခရစ်တော်ရှိတော်မူ။အရင်ကောင်းတယ်။တင်တို့အထက်မှာခရစ်တော်ရှိနေတယ်။တင်တို့အားကိုးစရာဘာမှမလို။စဉ်းစားစရာဘာမှမလို။တင်တို့ထဲမှာရှိနေတဲ့ခရစ်တော်ကအကုန်လုံးဘာပြောရမလဲ။ဘယ်လိုနေရမလဲ။အသေးစိတ်သူလုပ်ပြီးမယုံရင်စမ်းကြည့်ပါဦး။ခရစ်တော်ကိုတင်ရဲ့နှလုံးသားမှာ invite ခေါ်ပါကျင်းဝိစေရောယုံကြည်ခြင်းနဲ့ခေါ်ယုံကြည်လို့ရှိရင်ဘုရားကတင်ရဲ့နှလုံးသားထဲမှာဝင်လာတကယ်ဝင်လာပြီးဆိုရင်
Very good. Can you read one more time? I want to hear more. Very good. Thank you so much. ဘာနဲ့သိနိုင်လဲဝိညာဉ်ရဲ့ပြီးနေတယ်ဝိညာဉ်ပြီးဘယ်နှမျိုးရှိတယ်မမိဘူးညာနော်အဲ့ဒီဝိညာဉ်ပြီးအနံ့မျိုးကိုဘယ်လိုထုတ်မလဲခရစ်တော်နဲ့တစ်ချက်အမြဲတမ်းဆက်ဆံနေခြင်းဖြင့်တို့ရဲ့ဝိညာဉ်ပြီးတွေဖြစ်လာတယ်24နာရီခရစ်တော်ကိုခေါ်မိတာအသက်တာစုံစမ်းခြင်းရှိမှပဲခေါ်မိတာဒါမှမဟုတ်လို့ရှိရင်တစ်ခါမှမခေါ်ဘူးလားစဉ်းစားကြည့်ပါကိုယ့်ရဲ့အသက်တာအကယ်လို့မခေါ်ဘူးခဲ့ရင်ကျမတို့တင်တို့ကိုတတိပေးခြင်းနဲ့ခေါ်ကြတာဘုရားရှင်24နာရီခေါ်ခြင်းဘုရားကတင်တဲ့အချိန်24နာရီကောင်းသောအပြီးတမှုထူးခြားသောဝိညာဉ်ရဲ့အပြီးကိုတင်တို့ထံပေးပါမယ်ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းရှိမယ်လူတရားကဝိညာဉ်ရဲ့အတိအနံများဘယ်လိုရှိနိုင်လဲဆိုတာသိချင်ရင်ဒီလူတရားရဲ့ဝိညာဉ်ယုံကြည်တယ်အဲ့ဒီဝိညာဉ်ကြီးပြည့်ဝနေခြင်းပါဆိုလို့ရှိရင်သူရှိမှာဝိညာဉ်ရဲ့အတိရှိတယ်လို့ကလောသဲ9အမြင်22နဲ့23မှာပြောထားပါ Ellen G. White က The Desire of Ages, page number 676. ကျမအရင်ကပြောတယ်ကျမလုံးဝမထင်လိုက်ဘူးဒီ10 days of prayer မှာကျမနာမည်ပါမယ်လို့လုံးဝမထင်လိုက်ဘူးခရီးထွက်တယ် break ယူတယ်ပြီးတော့ပြန်လာတယ်မမျှော်လင့်မနဲ့ဒီ invitation တွေရောက်လာလို့ကျမအရင်ကတော့တပည့်တစ်ချိန်ထဲမှာကျမဘာဖတ်နေလဲဆိုတော့ Desire of Ages ဖတ်တယ်အဲ့ချိန်မှာဘာ chapter ရောက်နေလဲဆိုတော့ Temptation ဆိုတဲ့ chapter ရောက်အဲ့မှာကျမတအားလက် Is it coincidence ကျမပြန်စဉ်းစားမိတယ်ဟာဒါကတကယ်ဖြစ်နေတာလားတိုက်ဆိုင်မှုများဖြစ်သွားတာလားဆိုတော့ကျမတုံ့လောက်သွားမိတယ်ဒါပေမဲ့ဒီတရားဟောချက်တွေကိုမကြာခဏဖတ်မိတယ်ကြည့်မိတယ်လေ့လာမိတယ်အဲ့ချိန်မှာဖျားဖို့စကားပြောနေတယ်လို့ပဲခံစားရတယ်ဖျားကိုခွန်အားပေးနေတယ်လို့ပဲခံစားရတယ်ဒီမှာဘာရေးထားလဲဆိုတော့ဘာသာရေးသမားတယောက်ကဖျားကြောင့်ထဲသို့သူများကိုပို့ဆောင်နိုင်တယ်နေရာလည်းပေးနိုင်တယ်အကျင့်စရိုက်နဲ့အမှုအကျင့်စရိုက်ကခရစ်တော်နဲ့ဘာရှိမရှိပြတာဟေဘရဲဩဝါဒစာခိုင်းမှုနဲ့မြင်တဲ့စက္ကူနဲ့မှာဘယ်လိုရေးထားလဲဆိုတော့ကျမတို့အတူတူဖတ်ကြည့်ရအောင်အကယ်၍တင်ဒီကိုရိုနာအမြဲရှိနေပါလားသူမိတို့လောက်ဆောင်ပြီးကိုတင်နာလဲမလိုအပ်ပါတင်သူကိုယုံဖို့ပဲလိုတယ်အထံတော်သို့လာတော်သူပေါင်းတို့သည်ကိုလာတော်သူသည်ကိုကဲတင်တော်မူ၏တဲ့ sorry I'm a little nervous okay ဘာပြောရလဲဆိုတော့ခရစ်တော်ကိုဘာပဲလုပ်ဖို့လိုလဲယုံကြည်ဖို့ပဲလိုတယ်ယုံကြည်ရင်သူဒီတင်နိုင်အသက်ရှင်နေတယ်ဖျားရှင်မှာတင်နိုင်အသက်ရှင်လာပြီဆိုလို့ရှိရင်တင်မလုပ်ချင်တဲ့အရာတစ်ခုကသူ့ဘာသူလုပ်လာတယ်တင်မပြောချင်တဲ့အရာတစ်ခုကသူပြောလာတယ်စမ်းသပ်ကြည့်ပါစိတ်ခေါ်ကြည့်ပါဖျားရှင်24နာရီကိုနဲ့တူနေရှိတယ် Okay, now Desire Pages, page 321. အတူတူဖတ်ကြည့်အောင်ဒီဟာလို့မကောင်းဘူးခုခံကာကွယ်ခြင်းစိတ်နှလုံးထဲတွင်ခရစ်တော်၏ကျင့်ဝတ်ခြင်းဖြစ်သည်မကောင်းသောအရာကိုလာတဲ့အခါကျရင်ကိုကခုခံကာကွယ်နိုင်မယ်ဆိုခုခံကာကွယ်နိုင်တဲ့စိတ်တရှိမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ကဘာဖြစ်နေတဲ့အချိန်လဲခရစ်တော်ကတိတ်နဲ့နှလုံးသားမှာကျင့်ဝတ်နေတဲ့အချိန်ဖြစ်တာမမေ့ပါဘူးကျန်ချက်နောက်တစ်ခုဖတ်ကြည့်ချင်တယ်ယာကုပ်ခန်းကြီး
ဖျားသခင်ဟာငါနဲ့အတူမရှိပါလားနော်တန်တရားရှိမိတယ်ရှိမိကောင်းရှိလိမ့်မယ်သူမရှိတာလားကိုမရှိတာလားကိုကမရှိတာဖျားကအမြဲပဲ faithful he is always faithful ဒါကြောင့်လို့ဒီကျမ်းချက်လေးနဲ့တတိပေးခြင်းအစမပြတ်စုတောင်းရင်သခင်ဖျားဤနာမတော်ကိုအစမပြတ်ခေါ်ရင်သူနဲ့အတူရှောက်နိုင်ကိုရောနဲ့လုံးဝမခွဲမခွာလုံးလုံးနဲ့လည်းမိဖို့အားထားတို့ကိုတစ်စိတ်တစ်ပိုင်းနဲ့တိရှိချင်းဖြင့်သိအားခေါ်လို့ဒါကြောင့်လို့ဘုရားရှင်ရဲ့နာမတော်ကိုအမြဲခေါ်ပါစုံစမ်းခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမြဲတတိယရင်တော့တင်းဘဝဟာအရင်ပြောင်းလဲသွားလိမ့်မယ်လို့မြင်အဲ့လိုလုပ်ခြင်းအပြင်ကိုယ်ဟာဘုရားနဲ့အမြဲတည်းကပ်နေတာဖြစ်တယ်Okay, now so gentle to the wapatia. Gori tu duria sasa kaina ngeseka. Toja a gentle the critolation. A bit of pension pity. How loya where melty tissue law. Cutting loya a tipitali. Young government to Gudidwa. The Gudidwa net to Jama. ဘာပြောချင်လဲဆိုတော့ခရစ်တော်ဒီနေ့နဲ့တင်းအထက်မှာရှင်သန်နေထိုင်နိုင်ဘဝရင်းစုံစမ်းနောက်ဆက်မှုမှန်သမျှကိုတင်ကျော်လွှားနိုင်စေဆုတောင်းခြင်းဖြင့်အသက်ရှင်နိုင်စေပါလို့ကျွန်မစံတမ်းပြုရတဲ့ဒီတရားဟောချက်လေးကိုဆုံးပြီးသွားစေချင် Thank you so much